ရွှေရင်ကျော်အိဆာဒီယမ်ဟေဒီစေဂိုင်းတော်ကြီးပေါ်စိတ်ဝင်စားရသောဂိုင်းတော်ဝင်များပညာယူလိုသူများအတွက်ဘူးသူကရစေရန်ဤဗီဒီယိုဖိုင်ကိုတင်ဆက်လိုက်ပါတယ် ရွှေကျော်ဂိုင်းတော်နဲ့ပတ်သက်သည်မြတ်ပြုမှုပြောဆိုပုံတို့ကဗုဒ္ဓဘုရားတရားတော်များနဲ့စန့်ကျင်ခြင်းမရှိပါဘူးဗုဒ္ဓဘာသာခံယူထားသူများထဲမှာဘုရားဟောနဲ့မကိုက်ညီသောလူဆိုးလူယုတ်အချို့လည်းရှိနေကြပါတယ်ဤသို့ပင်ရွှေကျော်ပညာခံယူထားသူများလာတဲ့မှာလည်းမကောင်းသောလူဆိုးလူယုတ်တို့ရှိနေကြတာကိုလည်းလက်ခံရပါမယ်ဗုဒ္ဓဘာသာဝင်အမိခံပြီးဗုဒ္ဓတရားတော်နဲ့အညီမနေထိုင်သောသူ၏အပြစ်ကထိုသူနှင့်ပဲသက်ဆိုင်ပါလေအခြားသူတော်ကောင်းများနှင့်မသက်ဆိုင်ပါရွှေကျော်ပညာခံယူထားပြီးအရက်တောက်သောမမှန်ကန်သောလူမှုရေးကျင့်ဝတ်များဖောက်ပြန်သောဂိုင်းငွေတယောက်၏အပြစ်ကထိုသူနှင့်သာဆိုင်ပါလေရွှေကျော်ပညာယူထားသောအခြားသူများနှင့်မသက်ဆိုင်ကြောင်းလေးလေးနက်နက်တင်ပြအပ်ပါတယ်ဥစွာပညာဝမခံယူမီမိမိမှာပယောဂရှိမရှိကိုပညာပေးမည်ဆရာနှင့်အသေးအချာစမ်းသပ်စစ်ဆေးရပါမယ်ပယောဂရှိနေရင်စက်ကုံစင်အောင်ကုသပြီးမှသာပညာကိုခံယူရပါမယ်ပယောဂဆက်မကုံရင်သို့မဟုတ်ကျွင်းကြံနေခဲ့ရင်ပညာယူသူမှာ ဘယောကအုံချုံဖြစ်သွားတယ်ပါလေ ရွှေကျော်ဂိုင်းဝင်အပေါင်းတို့ပညာစယူသည့်အချိန်မှစ၍သစ္စာသုံးချက်ကိုခံယူရပါမယ်နံပါတ်1အယက်သေးစားဘိန်းကစောလောစာအယက်ဘီယာဝိုင်းခိုင်းရည်တနည်းရည်ဆေးကြောင့်အစရှိတဲ့မူရစ်စေတဲ့သောအရာများကိုစေဝဖြစ်မှလွဲ၍တိလျက်နဲ့မတောက်စားမသုံးဆွဲတော့ပါနံပါတ်2ကျွဲသောနွားသားများကိုတိလျက်နဲ့မစားတော့ပါနံပါတ်3ကမ္မပိုင်ရှိသောအခြားသူ၏ယောက်ျားမိန်းမကိုတိလျက်နဲ့ကျူးလွန်ခေါ်ပြခြင်းမပြုလုပ်တော့ပါဤသစ္စာသုံးချက်မှာတစ်ချက်ဖောက်ပြပါကရွှေကျော်ပညာပြတ်ပြဲပါစေသားလို့ဆိုရပါတယ်ဤကဲ့သို့ဖယားနဲ့အဘဆရာကြီးတွေရှိမှတိုင်တဲ့သစ္စာဆိုပြီးမှစေးပေါစမတောက်ခြင်းကိုဆက်လက်လှုပ်ဆောင်ရပါတယ်ဒီနေရာမှာတစ်ခုပြောချင်တာကရွှေကျော်ပညာယူပြီးသစ္စာပြက်လင်းယူတတ်တဲ့ဆိုသောစကားကိုပြောတတ်သူများရက်ထွဲရာထဲမှာတွေ့ဘူးကြားမှုကြပါလိမ့်မယ်ပညာယူပြီးသစ္စာတစ်ချက်ဖောက်ပြမိပါကလုံးဝမယူပါပညာပြည့်ခြင်းရွှေကျော်ပညာမရှိတော့ခြင်းသာဖြစ်ပါတယ်ရွှေကျော်ပညာခံယူပြီးမှယူသွားသူရှိပါကထိုသူမှာယူစေလောက်တဲ့အခြားအကြောင်းအရာတစ်ခုခုကြောင့်သာယူခြင်းဖြစ်ပါတယ်သစ္စာသုံးချက်ဖောက်နေုံနဲ့မယူပါရွှေကျော်ပညာကိုခံယူပြီးနောက်သစ္စာသုံးချက်ကိုစောင့်ထိန်ကဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သောကမ္မထမ်း40အနက်မှမိမိနှစ်သက်ရာကမ္မထမ်းကိုစီးငဲ၍နိဗ္ဗာန်ရောက်ကြောင်းကြင်ကြံစေရန်ညွှန်ပြခဲ့တဲ့အရိယာဝိဇ္ဇာသူတော်ကောင်းဂိုင်းစစ်စစ်ပင်ဖြစ်ပါတယ်။ရွှေကျော်အိဆာတေယမဟိတိစေဂိုင်းတော်ကြီးကအဘဆရာအေခေါ်ဘိုးတော်စัจ जा မင်းသားကစင့်သက်လာပြီးအဘဘိုးတော်ဟန်တီထောင်ခဲ့တဲ့အထက်လန်းဂိုင်းတော်ဖြစ်ပါတယ်။ရွှေကျော်စေတော်ကိုတာမန်ဝိဇ္ဇာတို့မဖော်ဆက်နိုင်သောထူးခြားမွန်မြတ်ပြီးရှားပါဒိဋ္ဌိဝင်ပစ္စည်းများနဲ့သူတော်ကောင်းဝိဇ္ဇာကြီးတွေဖော်ဆက်ခဲ့တဲ့စေတော်ဖြစ်ပါတယ်။ရွှေကျော်ပညာကိုခံယူပြီးသစ္စာသုံးချက်တည်မြဲနေသူဂန်းဝင်အပေါင်းတို့ကအောက်လန်အတိုက်ရွာသူအတိုက်အပင်အတိုက်တရေအတိုက်အစိမ်းအတိုက်နတ်အတိုက်ဆရာအတိုက်ရိုးရာအတိုက်စုံအတိုက်ကဝေအတိုက်အင်းအတိုက်ကွင်းမိုင်အတိုက်ညီဖို့ဘလူးအတိုက်ကြော်လေးပါအတိုက်ခြေရာကောက်ဆက်အတိုက်အိမ်တိုက်မြေတိုက်တိုက်ဆွဲသူရောင်ဆွဲဥစ္စာဆောင်ဆွဲအစရှိတဲ့အစွဲဟူသမျှအတိုက်ဟူသမျှတို့ကိုဟဲ့တခုံငေါတောက်တစ်ချက်ခုံယုံများနဲ့ပူဆိုပူကတ်ဆိုကတ်ဝင်ဆိုဝင်ထွက်ဆိုထွက်နဲ့နိုင်ရင်းစွာကုသနိုင်ပါတယ်မိတ်ဆွာမိုင်ချုပ်ထားလိုက်စမ်းဝမိတ်ဆာအော်လန်ဒိုကိုကုသရာတွင်လည်းကျိုးပိုင်းကျိန်ပိုင်းဒုတ်ပိုင်းဓားပိုင်းနဂါကလုံးကုန်းပိုင်းရက်ခကဏ္ဍပအစထား၍မြို့တော်ရှင်ရွာတော်ရှင်အတွင်း38မင်းအပြင်38မင်းတို့ကိုအဘဘိုးတော်များရဲ့အမိန့်အာဏာဖြင့်လိုအပ်သလိုခိုင်းစေနိုင်သောပညာရက်ဖြစ်ပါတယ်။ငွေစိတ်ကင်းစိတ်
အစရှိသောအစိတ်ဟုသည်များအပင်ဟုသည်များတို့ကိုလည်းလက်ဖြင့်ရွယ်မိုးတက်ချရသော၎င်းရေကိုလက်ဖြင့်မှွေ၍တိုက်ချင်းဖြင့်သော၎င်းပျောက်ကင်းအောင်ကုသနိုင်တဲ့အထက်လမ်းပညာဖြစ်ပါတယ်ပြန်ပြောပါမယ်ခင်ဗျလက်ဖြင့်ရွယ်မိုးတက်ချရသော၎င်းရေကိုလက်ဖြင့်မှွေတိုက်ချင်းဖြင့်၎င်းပျောက်ကင်းအောင်ကုသနိုင်ပါတယ် ဟိုစမဒီစမတိုင်းမှာပျောက်ကင်းမယ်လို့မပါပါဘူး စေတော်အစင်နဲ့ပညာယူထားပြီးတစ္ဆာတီးနေသည်များကာလပတ်လုံးရေကနေစေးဖြစ်စေတဲ့ guide ဖြစ်ပါတယ်အကယ်၍တဦးတယောက်ကရွှင်ကျော်ပညာကိုစိတ်ဝင်စား၍လေ့လာလိုတဲ့ဆိုလျင်ထိုသူသည်ဂိုင်းတော်အကြောင်းကိုအဘဘိုးတော်ဟန်နဲ့အဖေကြီးဦးမြခင်တို့ချမှတ်လမ်းညွှန်ခဲ့သည်များကိုနီးမှန်နမ်းမှန်စနစ်မှန်မှန်သိ၍လိုက်နာသောဆရာများထံသို့တွားရောက်၍လေ့လာနိုင်ပါစေအကယ်၍တဦးတယောက်ကရွှင်ကျော်ပညာကိုတစ္ဆာဆောင်တဲ့ညီခံယူမည်ဆိုလျင်ထိုသူသည်အဘဘိုးတော်ဟန်နောက်ဆုံးဖော်ဆက်ခဲ့သောတူချင်းပွားခြင်းမရှိသည့်စေးတော်အစစ်စေးတော်အမှန်ဖြင့်ပညာရပါစေအကယ်၍ပါရမီရှင်တဦးကရွှင်ကျော်ပညာကိုစေးတော်အစစ်အမှန်ဖြင့်ခံယူခွင့်ရခဲ့မယ်ဆိုလျင်ထိုပါရမီရှင်သည်ဂိုင်းတော်နှင့်ပတ်သက်သောပညာရအလုံးကိုတပည့်များအားမချင်းမချမ်းဝေမျှပေးတတ်သောတပည့်သားသမီးကိုဖုံးကြီးအောင်တုံသင်ပေးနိုင်သောဆရာကောင်းဆရာအင်္ဂါရက်နဲ့ပြည့်စုံတဲ့ဆရာကောင်းဆရာမြတ်တို့နဲ့တွေ့ဆုံကြပါသေးတယ်